ခင်ဗျားတို့ဆယ်တန်းကျောင်းသားဘွားနဲ့ကျွန်တော်တို့ကျောင်းသားဘွားတွေတုန်းကကျောင်းသားနာနီးပါးအမြင်ကက်ခဲ့ကြတဲ့ Einstein ရဲ့ E=mc² ဆိုတဲ့ညီမျှချင်းဟာကမ္ဘာပေါ်မှာအကျော်ကြားဆုံးယူပဗေဒညီမျှချင်းတစ်ခုဖြစ်ပါတယ်။ဒါပေမဲ့ဒါကတကယ်တမ်းဘာကိုဆိုလိုတာလဲ။ပြီးတော့ခင်ဗျားတို့အကြောင်းကိုရောတခုခုပြောပြနေတာရှိလား။တကယ်လို့ခင်ဗျားမှာစက္ကန့်30အချိန်ပေးနိုင်မယ်ဆိုရင်ကျွန်တော်အခုပဲရှင်းပြပေးပါမယ်။အတိတ်ဘယ်ကိုအစိပ်ပိုင်းလိုက်ခွဲခြမ်းကြည့်ရအောင်။ E ဆိုတာကစွမ်းရည် energy M ဆိုတာက drag to mass ဖြစ်ပြီး E square ဆိုတာကတော့အလင်းရဲ့ပြည့်နှုန်းရဲ့နှစ်ထပ်ကိန်း speed of light square ဖြစ်ပါတယ်ဒါဟာအလွန်မင်းကြီးမားလာတဲ့ကိန်းဂဏန်းတစ်ခုဖြစ်ပြီး၎င်းကို drag to ညီမျှချင်းတစ်ခုအဖြစ်ပုံစံပြောင်းသွားပြီးစဉ်းစားကြည့်မယ်ဆိုရင်ပို့ပြီးတော့နားလည်ရလွယ်ကူသွားပါလိမ့်မယ်ဒီညီမျှချင်းဟာ drag to နဲ့စွမ်းရည်ဟာတစ်ခုနဲ့တစ်ခုအပြန်အလှန်အသွင်ပြောင်းလို့ရတယ်ဆိုတာကိုထော်ပြနေတာပါ drag to ဆိုတာတကယ်ကိုအလွန်မင်းသိပြီးကျစ်လက်နေတဲ့စွမ်းရည်ပုံစံတစ်မျိုးပဲဖြစ်ပါတယ်အဲ့ဒီတော့စဉ်းစားကြည့်အောင်ခမရမှာလဲ drag to ကိုလေးချိန်ရှိနေတာမလို့ခမရရဲ့ drag to ဟာစက်ကြောလာထဲမှာတူလောင်သိမ်းဆဲထားတဲ့စွမ်းရည်တွေရဲ့မှတ်တမ်းပုံတစ်ချက်တစ်ခုဖြစ်ပါတယ်ဆိုလိုတာကခမရဟာတကယ်ကိုစွမ်းရည်တွေနဲ့ပဲလုံးဝတိဆောက်ထားတာဖြစ်ပါတယ်ဒါကိုပို့ပြီးမြင်သာအောင်နှိုင်းရှင်ပြရရင်အကယ်၍လူတစ်ယောက်ရဲ့ကိုယ်လေးချိန်က80ကီလိုဂရမ်186ပေါင်ခန့်ရှိမယ်ဆိုရင်ဒါဟာဂျိုးပမာဏနဲ့တွက်ချက်ရင်စွမ်းရည်ပေါင်း7ဘီလီယံခွန်ရဲ့နောက်က318လုံးနဲ့ကိုညီမျှနေတာပါဒီစွမ်းရည်ပမာဏဟာတစ်ကမ္ဘာလုံးမှာရှိတဲ့လူသားတစ်ရက်လုံးရဲ့စွမ်းရည်လိုအပ်ချက်အားလုံးကို၄ရက်တန်တိုင်အပြည့်အဝထောက်ပံ့ပေးနိုင်လောက်တဲ့အထိကိုများပြားလာပါတယ်တွေ့ရတဲ့အတိုင်း Einstein ရဲ့အကျော်ကြားဆုံး formula ကြီးဟာကောင်းကင်ကကျဲတဲ့အားလေးအကြောင်းကိုတင်ဖော်ပြနေတာမဟုတ်ပဲခမရအကြောင်းကိုပါထည့်သွင်းဖော်ပြနေတာဖြစ်ပါတယ်စကြဝဠာကြီးအကြောင်းကိုဆက်လက်စူးစမ်းလေ့လာခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့မဟောသတာ channel ကို follow ထားပေးခဲ့လို့ရပါတယ်